Hello မင်္ဂလာပါအားလုံးပဲကြမ်းမှတ်တွေ့ရှင်ကြပါစေဒီနေ့ကတော့မိုးအေးအေးလေးနဲ့လိုက်ဖက်တဲ့ပူပူဆက်ဆက်ဟင်းလေးတစ်ခွက်ချက်စားကြည့်အောင်အရင်ဦးဆုံးကြက်သွန်အဖြူအနီကိုစီတက်ပါရှင်ဒီနေရာမှာစုလို့မဟုတ်ဘဲနဲ့ကြက်သွန်အဖြူအနီငရုတ်သီးစိမ်ပစွန်ချောက်တို့ကိုရောထောင်းပြီးမှစီတက်မယ်ဆိုရင်တော့အနှစ်ကလေးကပိုစားကောင်းပါလိမ့်မယ်ရှင်စုကတော့ငရုတ်ဆောင်ကျိတ်ဆက်မရှိတဲ့သူမို့လို့ဒီလိုပဲအလွယ်စီတက်ရပါတယ်ရှင်ပစွန်ချောက်ပစ္စည်းလေးတွေကိုရေးဆေးပြီးထည့်လိုက်ပါတယ်စီတက်တဲ့နေရာမှာငရုတ်သီးစိမ်ကိုရောထောင်းပြီးစီတက်ထားတဲ့သူတွေဆိုရင်ဒီနေရာမှာငပိစိမ်စားကိုပဲသုံးပါနော်စုကတော့ငရုတ်သီးစိမ်ကုန်ပြီလို့ဒီနေရာမှာငရုတ်သီးစိမ်နဲ့ရောထောင်းပြီးသားငပိထောင်းဆက်ဆက်ကိုထည့်လိုက်တာဖြစ်ပါတယ်ဆိုတော့ BNN မှာကမှဲ့တဲ့ခရမ်းကျင်သီးလေးတွေဆိုရင် discount ချလေးရှိရဲ့အတွက်စုက discount ချတဲ့အချိန်မှာများများဝယ်ပြီးတော့ကြာအထားမခံတော့တဲ့ခရမ်းကျင်သီးမှဲ့တွေကိုတခါတည်းယူထိုးပြီးတော့ဘူးနဲ့ရေခဲတက်တာတွေမှာတင်ထားတာပါအဲ့တော့ဈေးသက်သက်ပါနဲ့လည်းရတယ်ဟင်းချက်တဲ့အချိန်မှာလည်းမြင်မြင်ချက်လို့ရတာပေါ့နော်ငပိစိမ်းစားထည့်ထားပြီးသားဆိုတော့စားငပြားရီတို့အရသာမြည်ကြည့်ပြီးတော့လူတလောက်နည်းနည်းပဲထည့်ပါနော်ကဲအားလုံးနုနဲ့ပြီဆိုလို့ရှိရင်နည်းနည်းမင်းလေးအုပ်လိုက်တာနဲ့ပူပူဆက်ဆက်နဲ့ကတွင်းမိန်စီမဲ့ညှို့ယုံပရိသီးချင်းငန်းဆက်လေးရပါပြီရှင်မိုးအေးအေးနဲ့နေလေးမှာမဖြစ်မနေချက်စားကြည့်ပါနော်